Come and visit Tevat. We have the nation of contracts. ဟုတ်ကဲ့ပါကျွန်တော်ခုပြောချင်တဲ့ကြောင်းလေးရတော့ဒါ Lyris ပေါ့နော် Lyris က GO အာကွန်ကျုံးကြီးရဲ့နေနေပေါ့နော်ပထမဆုံးပြချင်တဲ့ဟာကတော့ဒီကျွန်တော်တို့ wall တွေ display တွေနဲ့ chest တွေရတယ် coin တွေနဲ့ဝယ်လို့ရတဲ့ဟာတွေပေါ့နော်ဒီကောင်ကဘာတွေဝယ်လို့ရလဲဆိုတော့ကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ MC က GO ကပြီးတာဖြစ်သွားလဲဆိုရင် constellation တွေဝယ်လို့ရတယ်ပေါ့နော်ချာlevel up တဲ့အချိန်မှာလည်းလောက်တဲ့ဟာတွေဝယ်လို့ရတယ်။ character လေးတွေပေါ့နော်။ဆိုတော့ဒီကတော့ဆက်ဆက်တယ်။ဒီတော့ဒီကောင် mining တူတဲ့နေရာမှာကျွန်တော်တို့ mine တူတဲ့ stone တွေမှာဝယ်လို့ရတယ်ပေါ့ဒီမှာ။ကျတော့လေတချို့ကျတော့ mine တူတဲ့အချိန်မှာနည်းနည်းပါးပါးလိုတဲ့ဟာဒီမှာလာဝယ်လို့ရတယ်။ဒါလေးကတော့ဖောက်ပါဘူးเนาะဖောက်ပါမှာဆိုရင်ပါလို့ရတယ်ဆိုတော့ချက်ကြည့်မယ်ဖောက်ပါစီမာကတော့သူကတကယ်လို့ကevent မှာပြောင်းဖောက်တဲ့အချိန်မှာเนาะမီရှူမျိုးဖောက်တဲ့အားရအစံတွေဝယ်လို့ရမယ်ဒီကပုံမှာဂီတာဝယ်လို့ရတယ်ပေါ့เนาะအခုကကျတော့ဖောက်ပါရဲ့လေးပါပဲဒါကချက်တဲ့နေရာမှာဒီဗီဒီယိုဝယ်လို့ရတယ်ပင်ချက်တဲ့နေရာမှာက ingredient တွေပေါ့ဝယ်လို့ရတယ်ဟိုစားတို့ tomato တခြားပေါ့ဟာတွေပေါ့ဝယ်လို့ရတယ်ဒီချောင်းရဘေးတက်တာတော့ဘေးတက်တာတော့တော့ကျွန်တော်တို့ရှောက်ဒီမှာကနှစ်ခုပဲဝယ်လို့ရတယ်မှာ HPP တဲ့ဟာရယ်ဒီပုံစံရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီမှာလည်းသူက chef တစ်ယောက်ပဲ chef ဒီမှာကျတော့များပါပေါ့နော်သူဒီတကယ်လို့ကို boss နဲ့ချတဲ့အချိန်မှာက HPP တဲ့ဟာတွေရယ်ကျွန်တော်ကုတ်ကာရတော့ကျန်းတော့ credit damage တိုးပေးတဲ့ဟာတွေဝယ်လို့ရပါတယ်ဒီမှာ ingredient တွေဝယ်လို့ရပါတယ် Chinese စာအုပ်တွေဝယ်လို့ရပါတယ်နောက်တစ်ခုကတော့ Add Astra Abbott. ဒီနေ့မျိုးပြီးမှထုတ်တဲ့နေရာလေးဖြစ်ပါတယ်မျိုးထုတ်တဲ့နေရာလေးဖြစ်ပါတယ်နောက်တစ်ခုကတော့ weapon တွေ craft တဲ့ဟာလေးဖြစ်ပါတယ်တရဖို့ပဲဗျာcraft နေရာလေးဖြစ်ပါတယ်တစ်ချက်ကြည့်ရပါဦးကျွန်တော်တို့ weapon တွေ craft လုပ်ရမယ်full sound weapon တွေ craft ဟာလို့ဒီတော့ဒီရောဖြစ်တယ်ဒါလည်းဒီရဲ့ live ရဲ့ wall explode လုပ်တဲ့ဟာတွေရဲ့ show mission တွေလုပ်ပြီးတော့သူက test တွေလုပ်ရတဲ့ဟာပေါ့နော် test တွေလုပ်ရတဲ့ဟာဒါကျွန်တော်ယူခံဖြစ်ပါတယ်ဒါ test တွေလုပ်ရဖြစ်ပါတယ်ခင်ဗျာ testing live question wall explosion bounty guys ကျေးဇူးပါနော်ကျွန်တော် channel ကို subscribe လုပ်ပေးပါဦးကျွန်တော် session တက်တဲ့ content တွေလုပ်ပေးပါမယ် see you guys subscribe ပါလေးလုပ်ပေးပါဦး peace out